လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောအောင်သို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်စိုးရင်တော့ကရှိလို့တယောက်တည်းမနေနိုင်မျိုးမျိုးတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်မို့တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာတယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပေမဲ့လို့ကြောချင်းပေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်မိသားစုတဲမှာကိုရှိညနေချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်ဘယ်လိုအတွေးနဲ့ဘယ်လိုနေကြသလဲတော့မသိဘူးနော်တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူးနေတော့နှစ်ယောက်အစမြပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ငြိမ်းချမ်းမှုကတစ်ခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တစ်ခါမဟုတ်တစ်ခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံခြားလူတွေလည်းဒီတိုင်းပဲမထူးပမာရီဗုဒ္ဓဘာသာတွေမှာမဟုတ်ဘူးနိုင်ငံခြားလူတွေလည်းတယောက်တည်းနေခြင်းleave me alone လို့ဩတာသူတယောက်တည်းနေမယ် leave me alone ဆိုပြီးတော့ဩတယောက်တည်းနေပြန်တော့လေလုံးလီးဖြစ်တယ်ပြောပြန်တယ်နော်လုံးလီးဖြစ်လာတော့ဘာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နှစ်ရက်သုံးရက်လောက်ပဲဆင်ပြေတယ်နောက်ရက်ကျဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲအဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတည့်တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ကြတဲ့လောကကြီးမှာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကတော့တရားထွေးနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက်နေလို့တူနဲ့